တစ်ပင်ရိတ်တွေရောင်ပြန်ဟတ်နေတဲ့ရေကန်ငယ်လေးတစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်ရေထဲမှာလဲကျနေတဲ့တစ်ပင်အိုကြီးတွေကလည်းတိတ်ဆိတ်မှုကိုအားဖြည့်နေသလိုပါပဲကန်ဘေးမှာတော့တဲသလုံးစာအတွက်အနေတော်ထိမဲ့မီးကွက်လက်လေးတစ်ခုရှိတယ်အရင်ကလည်းတယောက်ယောက်အဲ့ဒီမှာစခန်းချခဲ့ဘူးတာတေးကြပါတယ်ကြောက်တုံးတွေနဲ့ဝိုင်းထားတဲ့မီးပူဟောင်းနေရမှာပြားတွေနဲ့မဲနတ်နေတာပဲအဲ့ဒီနေရာလေးကလမ်းမကကြည့်ရင်မမြင်နိုင်အောင်တစ်ပင်တွေနဲ့꿰ညီလာကြောင့်စိတ်ကြိုက်နေရာလေးတစ်ခုလို့ဆိုရမှာပါကျွန်တော်အချိန်မဆွဲတော့ပဲကားညက် VPC တွေကိုတဲကစခန်းချလိုက်တယ်ကားရထားတဲ့နေရာနဲ့ကျွန်တော်တဲကြမှာပေ20လောက်ကွာပေမဲ့ဒီနေရာလေးကတကယ်ကိုပြည့်စုံပါတယ်တိတ်ဆိတ်လွန်တာကြောင့်တယောက်တည်းမူးဝေခြင်းသလိုတောင်ခံစားရတယ်မမောင်ခင်မှာပဲမီးကိုအမြန်မှွဲလိုက်တယ်ဘီယာတစ်ခွက်ဖွင့်ဟော့တော့ငရုတ်တီးချက်နဲ့အာလူးကြော်လို့ကိုညစာဖြစ်ပြင်းစင်လိုက်တယ်တကိုင်းတစ်ခုမှ Bluetooth speaker လေးချိတ်ဆွဲပြီးကျွန်တော် download လုပ်ထားတဲ့ရာဇဝတ်မှုဇာတ်လမ်း podcast တစ်ခုကိုဖွင့်ထားလိုက်တယ်အဲ့ဒီအတန်တွေကဒီလိုတော့တယ်မှာကျွန်တော်အတွက်တော့တမျိုးလေးနှစ်သိမ့်မှုပေးနေသလိုပါပဲအဲ့ရမဝင်တင်ဘီယာနှစ်ခွက်လောက်ထပ်တောက်အောင်မယ်လို့ကိုပြောမိတယ်အချိန်တွေဘလို့ကုံသွားမှမသိပဲညှင်းနှက်လာခဲ့တယ်ပန်ဝင်းကျင်တစ်ခုလုံးမောင်းအတိကြော့နေချိန်မှာကျွန်တော်မွေးထားတဲ့မီးပွန်ကတော့အရှိန်ကောင်းကောင်းနဲ့တောက်လောင်နေပြီးတစ်ပင်တွေပေါ်ကိုအလင်းရောင်တွေဖြာကြော့နေတယ်အေးစိမ့်တဲ့လေထူထဲမှာကျွန်တော်လည်းအသက်ရှူတန်းကိုမြင်နေရပြီးမီးပုံတွေကတစ်သားတွေတစ်ဖြက်ဖြက်မြည်တန်းကလွဲလို့ကြံတာအားလုံးတိတ်ဆိတ်နေတယ်တခါတလေခြုံပုတ်တွေထဲကနေထူးဆန်းတဲ့အတန်တွေကြားရတယ်လို့မျိုးရေကန်ထဲကနေရေးဆက်လေးတွေကြားတန်လို့ခက်တဲ့ကြားနေရတယ်ဒါဟာတော်ရိုက်တရိษံတွေရဲ့အတန်ပဲဖြစ်မှာပါလို့ကိုတွေးပြီးဂယုမဆိုင်ပဲနေလိုက်တယ်ကျွန်တော် podcast ကအတန်တွေကိုပိုကျဲအောင်လုပ်လိုက်ပြီးဘီယာတွေကိုတစ်ခွက်တောက်နေမိတယ်ညဒဇန်နရီလောက်မှာတော့အရန်မူးလာတဲ့မီးကိုလည်းမတတ် podcast ကိုလည်းမပိတ်တော့ပဲတဲဝင်ပြီးလဲလျောင်းလိုက်တယ်အင်ဂျီတောင်မချွတ်နိုင်တော့ပဲစကန်ပိုက်အတွင်းမှာပဲအိပ်ပျော်သွားခဲ့တယ်ဒါပေမဲ့ခဏအကြာမှာတော့ကျွန်တော်ရဲ့အိပ် sleeping bag ပေါ်မှာတခုခုကဖိထားသလိုခံစားရလို့နူးလာခဲ့တယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်ရဘူးခဏလောက်အချိန်ယူလိုက်ရတယ်နှွေးထွေးတဲ့အရာတခုကကျွန်တော်ကိုလာပြီးဖိကက်နေတာပါလေးလံတဲ့အထီးတွေနှေးခွေးတဲ့လှုပ်ရှားမှုနဲ့အသက်ရှူတန်းကိုပါခံစားနေရတယ်အစကတော့တမင်တကောင်များလားလို့တွေးမိတယ်နောက်တော့ဒါဟာလူသားတယောက်ရဲ့အထီးတွေဆိုတာသိလိုက်ရတဲ့အခါကျွန်တော်တကူလုံးတောင့်တင်းသွားခဲ့တယ်ကျွန်တော်မူးနေတုံးဆိုပေမဲ့တခုခုတော့မှားနေပြီဆိုတာကောင်းကောင်းသိလိုက်ရတယ်လေထုထဲမှာအနံ့ဆိုးတစ်ခုရနေတယ်အဲ့ဒါဟာဆိုဆွတ်ပြီးပုတ်ဆက်အနံ့မှုတက်ပြီးဆွေးမြေ့နေတဲ့အနံ့မျိုးပဲကျွန်တော်ဘာတန်မှမထွာအောင်ငြိမ်နေပေမဲ့ရင်းပတ်ထဲမှာနှလုံးကုန်တန်းမှာဘုံနဲ့ကျဲလောင်လွန်းနေတယ်အဲ့ဒီလူဟာကျွန်တော်ဘေးမှာပေါင်ချင်းထီပြီးလဲလျောင်းနေတာပါသူအသက်ရှူသွင်းလိုက်တိုင်းကျွန်တော်ခံစားနေရတယ်ကျွန်တော်ဆက်ပြီးအောက်မထားနိုင်တော့ပဲတဲစစ်ကိုဝုန်းကနေဆွဲဖွင့်ကဖနက်တောင်မလျှော်ပဲအပြင်ကိုခုန်ထွက်လိုက်တယ်မီးပုံကတော့မီးခဲလေးတွေပဲကျန်တော့တယ်လက်နှိပ်ဓာတ်မီကိုယူပြီးတစ်ပင်တန်းတွေစီကိုတောင်းရင်းနဲ့ထိုးကြည့်လိုက်ပြီးမြဲဘယ်သူမှမတွေ့ရဘူးကျွန်တော်ရဲ့အသက်ရှူတန်ပြင်းကလွဲလို့ဘာတန်မှမကြားရတော့ဘူးငါအိပ်မက်နေတာဖြစ်မှာပါလို့ကိုတွေးလိုက်တယ်အယမ်းမူးနေတော့စိတ်ကူးရင်နေတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီခံစားချက်ကတကယ်ကိုခောက်စရာကောင်းလွန်းတယ်အဲ့ဒီအချိန်မှာပဲအမောင်တဲ့ကနေတခုခုလှုပ်ရှားသွားတယ်လို့တတိထားမိလိုက်တယ်တရွက်6ပေါ်ကိုခြေလန်းကြားထန်ခတ်တို့ကျွန်တော်ထပ်ပြီးအေးခဲသွားပြန်တယ်နောက်ထပ်ခြေလန်းတစ်ချက်ကြားလိုက်ပြီးအောက်လုံးပြန်တိတ်ဆိတ်သွားတယ်လက်နှိပ်ဓာတ်မီနဲ့ထပ်မှန်စစ်ကြည့်လိုက်ပြီးမြစ်ဘာမှမတွေ့ရပြန်ဘူးငါတကယ်ကိုမူးနေလို့ပါလို့ကိုဇွတ်မိတ်ယုံကြည်ပြီးတဲကိုပြန်ဝင်ပြီးစစ်ကိုတေးကြပိတ်ပြီးအိပ်ပျော်အောင်ကြိုးစားလိုက်ပါတော့တယ်